ဒီဗီဒီယိုကတော့ကျွန်တော်ဘွားရဲ့အကြောင်းကျွန်တော်ဘွားမှာဖြစ်ရှင်ဆုံးစံထားတဲ့ခုရှိတယ်ကျွန်တော်ငငယ်လေးကလေးကကျွန်တော်ဟိုးငငယ်လေးတွေကကျွန်တော်ဖြစ်ရှင်ဆုံးစံထားတဲ့ခုရှိတယ်ကျွန်တော်တက်တွေကြီးလာရင်ကျွန်တော်ရွယ်တစ်ခုရလာပြီကျွန်တော်လူလက်ပိုင်းရောက်လာပြီဆိုကျွန်တော်ကိုယ်တိုင်ဖြစ်ရှင်တယ်ကျွန်တော်ကိုယ်တိုင်လှုပ်ရှင်တဲ့ຢာတစ်ခုရှိတယ်ငယ်ဘွားတော့ကတော့ကျွန်တော်ဘာရင်မဟုတ်ဘူးသူများတွေလှုပ်လို့သူများတွေလှုပ်ရှင်တဲ့ຢာတွေလိုက်လှုပ်လို့သူများတွေဖြစ်ရှင်တဲ့ຢာတွေကိုလိုက်ဖြစ်ချင်တာဒါကလေးဘွားမှန်တယ်အဲ့ဒီအစားပြီးကျွန်တော်ကိုယ်တိုင်ဖြစ်ရှင်တဲ့စံထားတစ်ခုကျွန်တော်ကိုယ်တိုင်လှုပ်ရှင်တဲ့စံထားတစ်ခုကျွန်တော်မှာပေါ်လာခဲ့တယ်အခုချိန်မှာကျွန်တော်လှုပ်နေတဲ့အရာတွေကကျွန်တော်ကိုယ်တိုင်ငယ်ဘွားကဖြစ်ရှင်တဲ့စံထားနဲ့တထိုက်တော့ကြားခဲ့ကျွန်တော်အသက်အရွယ်တစ်ခုရလာပြီဆိုရင်ကျွန်တော်ပြန်ပြီးတော့ဗီဒီယိုရိုက်ချင်တာကျွန်တော်အခုလိုမျိုးကင်မရာရှိမှစကားတွေပြောချင်တယ်ကျွန်တော်ကင်မရာနဲ့အဲ့လိုမျိုးထောက်ကင်းဗီဒီယိုရိုက်ချင်တယ်ငငယ်ကလေးကကျွန်တော်ဝါသနာပါကျွန်တော်ကင်မရာနေဖုန်းနေအဲ့လိုကတော့ဖုန်းနေမပေါ်သေးဘူးဒါပေမဲ့အဲ့ဒီဖုန်းနေမပေါ်ခင်အချိန်မှာ TV ကလာရုပ်သံဇာတ်လမ်းတွဲတွေမှာအဲ့လိုမျိုးပြတာပေါ့နော်ကင်မရာတွေနဲ့စကားပြောတဲ့ပုံစံတွေအဲ့ဒီကျွန်တော်စိတ်ဝင်စားတော့ကျွန်တော်အဲ့ဒီကစပြီးတော့အဲ့ဒီစန္ဒတစ်ခုကကျွန်တော်ခေါင်းထဲမှာရောက်လာဘယ်လိုရောက်လာခဲ့လဲဆိုရင်ကျွန်တော်ပြပြမယ်နော်အဲ့အတွေ့ဘယ်လိုရောက်လာခဲ့လဲဆိုရင်အဲ့အတွေ့ပေါ့အဲ့ဒီအတွေ့ကိုကျွန်တော်ဘယ်တော့မှစပြီးတော့ဝင်လာခဲ့လဲဆိုရင်ကျွန်တော်9တန်းတဝင်6တန်းအဲ့လောက်ဝင်ကြပါပေါ့အဲ့တော့ကကျွန်တော်တို့ကနေမှာနေတဲ့အခါကျတော့ကျွန်တော်အိမ်မှာကမနက်ပိုင်းဆိုရင်ကျွန်တော်အကူကလဲလဲသွားတယ်လဲသွားပြီးတော့ခါလေးကျရင်လဲလဲမသွားခင်ပေါ့နော်မနက်ပိုင်း9နာရီကို6နာရီလောက်ဆိုရင်အကူကထပြီးတော့အကျွေးတွေကိုမျက်စာကြွေးတယ်ပေါ့ဗျာကျွန်တော်ဘက်ချင်းပါဆိုရင်တော့မျက်စာသွားကြွေးတယ်မနက်ပိုင်းဝေလီဝေလင်း9နာရီကို6နာရီဆိုတာနှင်းရလဲနှင်းဆက်လေးကြားတယ်အချိန်ပေါ့နော်အဲ့အချိန်မှာချိန်ရလဲဆောင်းနေပါကြည့်အကူကကျွေးစာသွားကြွေးတယ်ပြောမဆိုရင်ကျွန်တော်နေမှာဆိုရင်နေအခေါ်ရဆိုရင်တော့ကျွေးချောင်းတယ်လို့ခေါ်တာကျွေးသွားကြောင်းမယ်ခါကျရင်ကျွန်တော်သူနဲ့လိုက်သွားတယ်ခါကျတော့ကျွန်တော်မလိုက်ဘူးကိုကကြတော့အဲ့လိုမျိုးသူကအိမ်မှာအဲ့လိုလုပ်ရတာပေါ့နော်သူကအဲ့လိုမနက်ပိုင်းကျွေးသွားကြောင်းတော့ကျွန်တော်ကလည်းအဲ့နေရာကျွန်တော်လိုက်သွားလိုက်တော့ပြီးကျွေးရတယ်သူကသူမြောင်းနေမှာအဲ့လိုမျိုးစာကျွေးတွေမျက်တွေသူစားနေနေကျွန်တော်လေကစင်းမှာထိုင်နေအဲ့မှာထိုင်ပြီးတော့ကျွန်တော်စဉ်းစားမိအဲ့အခုကျွန်တော်ကိုဓာတ်ပုံရိုက်ချင်တယ်ကိုဗီဒီယိုရိုက်ချင်တယ်ကိုစကားတွေအများကြီးပြောချင်တယ်အဲ့လိုမျိုးတွေးဝင်လာငါတက်ကြီးလာရင်ငါဗီဒီယိုတွေရိုက်ချင်တယ်ငါအသက်ကြီးလာရင်အများကြီးလိုမျိုးငါဓာတ်ပုံတွေရိုက်ချင်တယ်ဗီဒီယိုတွေရိုက်ချင်တယ်ဒီသားစုနဲ့တူစကားတွေအများကြီးပြောချင်တယ်အမှတ်တရအနေနဲ့ကျွန်တော်ပြန်ပြီးတော့ကျွန်တော်လုပ်ခဲ့တဲ့ဗီဒီယိုတွေကျွန်တော်လုပ်ခဲ့တဲ့စကားပြောတွေကိုကျွန်တော်ပြန်ပြီးသိမ်းထားချင်တယ်အဲ့လိုမျိုးနဲ့ကျွန်တော်ပြန်ပြီးတော့တွေးမိခဲ့အဲ့ကျွန်တော်ကကလေးပဲဘာမှမဟုတ်ဘူးအဲ့ဒီမှာကျွန်တော်စပြီးတွေးပြတယ်ပေါ့နော်တွေးပြီးတော့နောက်ပိုင်းကျွန်တော်ရန်ကုန်ရောက်လာတယ်ရန်ကုန်ပြောင်းလာပြီးကျွန်တော်အသက်တွေတဖြည်းဖြည်းနဲ့ကြီးလာတယ်ကျွန်တော်ရန်ကုန်မှာ9တန်း10တန်းအဲ့လိုမျိုးအနေအထားတစ်ခုရောက်လာတယ်ပေါ့နော်အဲ့ဒီချိန်မှာကျွန်တော်ဦးလေးကဖုန်းတစ်လုံးပေးတယ်ပေါ့နော်အဲ့တော့မှဆိုရင်ကျွန်တော်တို့ဒီ Nokia တွေကအရင်ခေတ်စားတဲ့ချိန် Nokia တို့ဒီ Huawei တို့အဲ့ဒီဖုန်းတွေခေတ်စားတဲ့ချိန်ဆိုတော့အဲ့မှာကျွန်တော်ဖုန်းတစ်လုံးဝယ်ပေးတယ် Nokia ဖုန်းပဲကျွန်တော်မှတ်ရပဲအရင်ကောင်းတယ်အဲ့တုန်းကကန်ရတဲ့ဖုန်းလေးကကျွန်တော်9တန်းအောင်ပြီးတော့ကျွန်တော်အဲ့ဖုန်းရတာအဲ့ဒီမှာကျွန်တော်ဓာတ်ပုံတွေလိုက်ရိုက်ဖြစ်တယ်အဲ့တော့မှဆိုရင်ရှေ့ဘက်ကင်မရာဖောင့်ကင်မရာမပါသေးဘူးကျောဘက်ကင်မရာပဲပါသေးတယ်အဲ့ကျောဘက်ကင်မရာကျွန်တော်ဓာတ်ပုံတွေလိုက်ရိုက်တယ်ကျွန်တော်ဗီဒီယိုတွေရိုက်တယ်ဒါပေမဲ့အဲ့တုန်းကရိုက်တဲ့ဗီဒီယိုတွေကတော့ပြန်လို့မရတော့ဘူးပေါ့နော်ဘာလို့ဆိုတော့ကြီးကလည်းကြာနေပြီတော့ကြာခဲ့ပြီဆိုတော့အဲ့ဒီဟာတွေမရတော့ပြီးတော့အဲ့ဖုန်းလေးကလည်းကျွန်တော်မှတ်ရပြတ်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ထက်ဖုန်းတွေအဲ့လိုမျိုးဖုန်းတွေနောက်ပိုင်းပေါ်လာမှပဲတည်တည်ချာလေးရိုက်ပြလေတည်တည်ချာချာလေးလုပ်ဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်ပြောင်းလဲခဲ့တယ်ပေါ့နော်ကျွန်တော်ငငယ်လေးကနေပြီးတော့လုပ်ချင်ခဲ့တဲ့အရာကိုကျွန်တော်အသက်ကြီးလာတဲ့အချိန်မှာကျွန်တော်ပြန်လုပ်ရလို့အတွက်ကျွန်တော်ပြောတယ်အဲ့ဒီကျွန်တော်မှနောင်တတွေတစ်ခါတလေမှကျွန်တော်စိတ်အားငယ်တာတွေဒါလေးပင်ပန်းတာမျိုးရှိကျွန်တော်လုပ်ချင်တဲ့အရာတစ်ခုကိုကျွန်တော်လုပ်နေခဲ့ရလို့ပြောတယ်အခုချင်းနေတဲ့ခင်ဗျားလည်းခင်ဗျားတို့ဘဝမှာခင်ဗျားလုပ်ချင်တဲ့ဆန္ဒတစ်ခုရှိရင်အဲ့ဆန္ဒကိုဖျောက်လို့အသက်ရွယ်ငငယ်လေးကလေးကစိတ်ပန်းဖြစ်လာပြီးငငယ်လေးတွေကဝါသနာပါရအောင်ပြန်ပြီးစဉ်းစားပါငငယ်ကလေးတွေကငါဘာလုပ်ချင်ခဲ့တာလဲလူရဓာတ်တွေပြန်ပြီးမေးခင်ဗျားတို့မေးပြီးတော့ခင်ဗျားတို့အတွက်ရှောက်မဲ့လမ်းကပို့ပြီးတော့လွယ်ကူစေကိုချစ်တဲ့အရာတွေကိုလုပ်တဲ့အရာတွေဆိုရင်ပင်မနဲ့လို့မခံစားရဘူးအားငယ်လွယ်ခံစားမှာမဟုတ်
ဒီနေ့တွေ့ခဲ့တဲ့သူကမနှက်ဖြန်မှာတွေ့ချင်မှလည်းတွေ့နိုင်မသိတဲ့သူတယောက်နဲ့စကားပြောပေမဲ့နောက်နေ့မှလည်းမိတ်ဆွေကောင်တယောက်ဖြစ်သွားနိုင်တယ်။ခုစိတ်ထဲမှာပျော်နေပေမဲ့ခဏနေဝမ်းနေတဲ့စိတ်ဖြစ်သွားနိုင်တယ်။ဒါကစက္ကန့်တိုင်းအမျှအချိန်ဆိုတာပြောင်းလဲနေတာ။ကိုယ်ခံစားချက်ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အရာတွေကိုကိုယ်တိုင်ပြန်ပြီးတော့တွေးပါ။အချိန်ဆိုတာရက်တန့်လို့မရဆိုတော့နောက်ပြန်ဆုတ်လို့လည်းမရအောင်။ကျွန်တော်ငယ်ဘဝပြန်သွားပြီးတော့အခုသိခဲ့တဲ့အရာတွေကိုအဲ့ဒီငယ်ဘဝတုန်းကကလေးတယောက်ကိုပြန်ပြီးတော့ပြောပြနေလို့မရဘူး။ဟောမှာကိုချစ်ရတဲ့သူတွေကိုတန်ဖိုးထားရတဲ့သူတွေအားကိုးရတဲ့သူတွေကိုဒါတွေကိုတန်ဖိုးထားပါချစ်ရတဲ့မိတ်ဆွေတွေချစ်ရတဲ့ပေါင်းသင်းတွေချစ်သူသမီးကြီးစားတွေဒါတွေခင်ဗျားပေါ်မှာတန်ဖိုးထားပါတကယ်ခင်ဗျားအားငယ်နေတဲ့အချိန်ခင်ဗျားစိတ်တွေပြမန်းလာတဲ့အချိန်ခင်ဗျားစိတ်တွေကျနေတဲ့အချိန်မှာသူတို့ကခင်ဗျားအတွက်အားရင်ဖြစ်စေနိုင်ပါသူတို့ကကိုယ့်အတွက်ခင်ဗျားအတွက်ပြီးမှကောင်းပြီးမှနိုင်ပါခင်ဗျားအစဉ်ပြေတော့တယောက်တည်းကြိတ်ခံစားနေမယ်ဆိုရင်ဖွင့်ပြပြီးတော့ပေါင်းသင်းတကယ်ချင်းတွေရင်ဖွင့်ပြလို့ရတယ်ချစ်သူကြီးစားသမီးကြီးစားကိုလည်းရင်ဖွင့်ပြလို့ရတယ်မမဟုတ်လည်းအဆင်မပြေတာကိုမိဘစီသွားပြီးတော့ရင်ဖွင့်ပြလဲရတယ်ဒီလိုနီလန်းတွေနဲ့ခင်ဗျားရဲ့စိတ်တကြတဲ့အချိန်ခင်ဗျားအားငယ်နေတဲ့အချိန်တွေကိုပြဖြောက်လို့ရတယ်။ဟောမှာတစ်ခါတလေပျော်ရွှင်မှုရဖို့အတွက်အပေါင်းအသင်းတွေမိဘတွေသမီးစားတွေလုပ်ဖို့ကင်ဖက်တွေဒါတွေကိုဖွင့်ဟဖို့လိုပါ။ရေးမကြီးတဲ့ကိစ္စတွေအတွက်ဖွင့်ဟနေမယ်ဆိုကိုတကယ်လိုအပ်တဲ့အချိန်ကိုတကယ်ကိုယ့်ရင်ထဲကတကယ်ဖြစ်ချင်တာတဲ့ဆန္ဒတွေကိုယ့်ရင်ထဲကတကယ်အားငယ်နေတဲ့စိတ်တွေရှိလာပြီဆိုရင်ဖွင့်လိုက်ပါ။ဝန်ရရှိလည်းမေးလိုက်ပါ။စိတ်ညစ်စရာရှိလာရင်လည်းမေးလိုက်ပါ။ကျွန်တော်ကိုယ်တိုင်ရင်တော့စိတ်ညစ်စရာတွေရှိလာတယ်ကျွန်တော်ကိုယ်တိုင်ဒီမျိုးဗီဒီယိုတွေမရိုက်ခင်တုန်းကစိတ်ညစ်စရာတွေရှိတယ်။ဒီဗီဒီယိုကိုရိုက်ဖို့အတွက်အားရင်မရှိဘူးပေါ့နော်။ဒီလိုမျိုးဖြစ်တယ်။ခင်ဗျချိန်ကပြောင်းလဲနေမှာပဲ။ခင်ဗျဒီဗီဒီယိုအခုချိန်မရိုက်ဘူးဆိုရင်ခင်ဗျနောက်နေ့ရိုက်သွားမှာ။နောက်နေ့ရိုက်လို့အချိန်သာကုန်သွားမယ်။တကယ်လို့နောက်နေ့မှလည်းအဲ့ဒီစိတ်ခံစားချက်အဲ့ဒီ emotion တွေကမပြောက်သေးဘူးဆိုရင်ခင်ဗျရိုက်ဖြစ်မှာမဟုတ်ဘူး။ကျွန်တော်ကိုယ်တိုင်အရင်တော့ဒီလိုမျိုးတွေးခဲ့လို့ချိန်တွေကုန်လာတယ်။ဗီဒီယိုတစ်ပုဒ်ကိုတစ်ခါတလေမှ4ရက်5ရက်လောက်မရိုက်ဖ ೇನೆ ဒီတိုင်းပြစ်ထားမိတဲ့ဟာတွေရှိတယ်။ဒီဗီဒီယိုတော့ကတော့ကိုမရိုက်ရဘူးဆိုပြီးတော့စိတ်ထဲမှာအဆင်မပြေတာဖြစ်လာမယ်။အဲ့လိုအဆင်မပြေတာဖြစ်လာပြီဆိုရင်နောက်မှာကိစ္စတွေအများကြီးရှိတယ်။ဥပမာပြောမယ်ဆိုရင်ကျွန်တော်ဗီဒီယိုတစ်ပုဒ်ရိုက်ချင်တယ်။ဗီဒီယိုတစ်ပုဒ်ရိုက်ဖို့လည်း plan ချလာပြီးသား။ဒါပေမဲ့4ရက်လောက်ဘယ်လိုဗီဒီယိုတစ်ပုဒ်မရိုက်လိုက်ဘူး။4ရက်ဒါမှမဟုတ်လည်း5ရက်လောက်ကြာသွားတဲ့အထိဗီဒီယိုတစ်ပုဒ်မရိုက်ခဲ့ဘူး။အဲ့နောက်မှာကျွန်တော်ပြန်စဉ်းစားတယ်။ငါဒီဗီဒီယိုကြီးမရိုက်ခဲ့ရဘူးဆိုပြီးတော့စိတ်ထဲမှာထင်နေမယ်။အဲ့ဒီအချိန်မှာလည်းပေါင်းတဲ့တကယ်ချင်းတွေကလည်းအဆင်မပြေဘူးဒီချိန်မှာလည်းချစ်သူရီးစားစီကနေလည်းဒီလိုမျိုးသူ့ကိုပြစ်ထားတယ်သူ့ကိုဒီလိုမျိုးဥပက္ခပြုထားတယ်ဆိုတဲ့ message တွေဝင်လာမယ်အဲ့ဒီချိန်ဆိုရင်ခင်ဗျားဘာလုပ်မလဲတေချာဖို့စိတ်ညစ်လာလိမ့်မယ်ဘာလို့လဲသိလားအဲ့ခင်ဗျားလုတ်ခဲ့တယ်ခင်ဗျားမရိုက်ခဲ့တဲ့ဗီဒီယိုတစ်ပုဒ်ကြောင်ပဲအဲ့ဒီအရာအားလုံးအကုန်လုံးစမပြေဖြစ်လာအဲ့ဒီအရာအတွက်ခင်ဗျားကိုပြန်လဲပြင်ဆင်ရလိမ့်မယ်ခုနကကျွန်တော်ပြောခဲ့တဲ့အချိန်တွေကပြောင်းလဲနေတာပါအချိန်ကြီးဆိုတာရက်တက်လို့မရဘူးအဲကြောင့်ပဲခင်ဗျားလှုပ်ရှားရှိတဲ့အလုပ်ကိုဒီနေ့တစ်ခါလေးလုပ်ပါပြောရရှိရင်ပြောလိုက်ပါဝမ်းနေစရာရှိရင်ဝမ်းနေပြလိုက်ပါနာကျင်စရာရှိရင်မေးလိုက်ပါစင်ញင်လာစရာရှိလာပြီဆိုရင်ခေါင်းထဲကနေထုတ်လိုက်ပါစင်ញင်စရာတွေများလာတယ်စင်ញင်စရာတွေများလိုက်ဆိုရင်ခေါင်းထဲမှာတွေးမနေနဲ့ထုတ်လိုက်ပါတစ်ခါလေးထုတ်လိုက်ကျွန်တော်ကစင်ញင်စရာတွေရှိလာပြီဆိုရင်ခေါင်းထဲကနေမြန်မေးပြဖို့အတွက်ကြိုးစားပြီးထုတ်တယ်အဲ့လိုနီးလန်းနဲ့ကျွန်တော်ခေါင်းထဲကစင်ញင်စရာတွေအကုန်လုံးကိုကျွန်တော်အချိန်ခဏလေးတွင်းမှာကျွန်တော်ထုတ်နိုင်စင်ញင်စရာတွေတွေးပြီးတော့ငါဒါလည်းမလုပ်သေးငါဒါလည်းမလုပ်ရသေးဘူးငါဒါလည်းမဖြစ်အောင်မလုပ်ရသေးဘူးဆိုပြီးတွေးနေကိုယ်မှာစင်ញင်စရာတွေပဲပုံလာလိမ့်မယ်အဲ့ခါကျရင်ခင်ဗျာဘာမှလုပ်လို့မရတော့ဆိုတော့ခင်ဗျားတို့ဘဝမှာအချိန်ကိုတန်ဖိုးရှိအောင်အသုံးချတတ်ဖို့နဲ့ကိုချရတဲ့သူတွေကိုတန်ဖိုးထားဖို့လိုပါတယ်တော့ဒီဗီဒီယိုကတော့တော့ပါ